ຫນွေဦးကရောက်တော့မယ်ဆရာတန်းတင်စကားအတိုင်းဆိုရင်ဒီဟာဒီမှာဒီပန်းတွေဟာပြန်ပွင့်အောင်ပါပဲပြီးတော့မင်းနဲ့ကိုနေရလဲပြန်မစုံနိုင်တော့ဘူးဆိုတာရေပေါ့